အားလုံးပဲမင်္ဂလာပါသူကြီးဒီတကွက်ကောင်း site channel မှာကြိုဆိုပါတယ်မိတ်ဆွေတို့ဝေကနန်းလေးတကွက်ဝေကနန်းဆိုရင်လည်းဒီပင်ကစပြီးတော့အကျုံးဝင်နဲ့ကနန်း10ခွက် site လေးကျွန်တော်ရပါမယ်ကျွန်တော်တို့82ခုနှစ်ပိတ်မှာကျွန်တော်တို့ပရိသုံးလို့ထွက်ပါတယ်ပရိသုံးထွက်တဲ့အတွက်ကြောင့်83ခုနှစ်မှာသူကဖြစ်စဉ်ရိုက်လေဆိုတော့ကျွန်တော်တို့ဒီမှာထေစီသုံးလုံးကခွန်911ဆိုတော့ခွန်ခါသုံးလုံးကခွန်95ဆိုတော့လေခွန်မယ်တခါနောက်ပိတ်ခွန်333ဆိုတော့လေခွန်မယ်ထေစီသုံးလုံးခွန်93ခါသုံးလုံးခွန်နောက်ပိတ်သုံးလုံးခွန်အဲ့လိုဖြစ်စဉ်ရိုက်ခဲ့တယ်နောက်တစ်ခါကျွန်တော်တို့90မှ6ခုနှစ်ပိတ်မှာ454ဆိုပြီးတော့ပရိသုံးထွက်ထားတယ်ပရိသုံးထွက်တော့90ခုနှစ်မှာဘာဖြစ်စဉ်ရိုက်တုံးဆိုတော့ဒါ2956ခွန်63က6နှစ်ခွန်က6ဆိုပြီးတော့ထိပ်စီ3လုံး6ခါ3လုံး6နောက်ပိတ်3လုံး6ဆိုတဲ့ဖြစ်စဉ်ရိုက်ခဲ့တယ်နောက်တစ်ခါကျွန်တော်တို့2023နှစ်ပိတ်မှာကျွန်တော်တို့944ဆိုပြီးတော့ပရိသုံးရိုက်ခဲ့တယ်အဲ့ရဲ့နောက်နှစ်မှာဘာဖြစ်စဉ်ဖြစ်လဲဆိုတော့ကျွန်တော်တို့ထိပ်စီ953ခါတိုင်း333ကလည်း3နောက်ပိတ်436ကလည်း3ဆိုပြီးတော့ဖြစ်စဉ်ရိုက်ထားတယ်အဲ့တော့ပထမဖြစ်စဉ်မှာခွင်ဖြစ်စဉ်ဒုတိယဖြစ်စဉ်မှာ6ဖြစ်စဉ်တတိယဖြစ်စဉ်မှာ3ဖြစ်စဉ်ရိုက်တယ်ကျွန်တော်တို့မှနှစ်က2025နှစ်ပိတ်မှာခွင်336ဆိုပြီးတော့ပရိသုံးရိုက်ခဲ့တဲ့အတွက်ဒီနှစ်ထဲ2026မှာလေအခုလိုဖြစ်စဉ်မျိုးရရမှာပေါ့သူကတော့တပင်းချင်းမွေးသွားရင်တော့ကနန်း10ခွက်ထိုးရမှာဖြစ်ပါတယ်အဲ့တော့သူကဘယ်နေရာဒီမှာရိုက်လဲလို့တစ်ချက်ကြည့်အောင်သူကဘယ်နေရာမှာရိုက်လဲဆိုတော့သူရိုက်မယ်ဆိုရင်တဲ့သူရှစ်နှစ်ကပရိတ်တစ်ခံပြီးထားတယ်တဲ့353ပရိတ်တစ်ခံပြီးမှသူ့ရဲ့အလဲတဲ့မှာဒီခွန်ဖြစ်စဉ်ရိုက်ခဲ့တာအဲဆိုဒီပရိတ်သုံးလို့တစ်လို့ရိုက်တာနဲ့အောက်ငင်းကုန်မှာကျွန်တော်တို့ဖြစ်စဉ်10ခွက်ရိုက်ရမှာပေါ့ဗျာဒီမှာလေသူကသူ့ရှေ့မှာပရိတ်တစ်လို့ခံပြီးမှသူက6ဆိုပြီးရိုက်ခဲ့တာအဲ့တော့2023မှာလေဒီ3ဖြစ်စဉ်ရိုက်တော့635ဆိုပြီးတော့ပရိတ်တစ်ခံပြီးတော့ရိုက်ခဲ့တာပေါ့ဗျာအခုကျွန်တော်2026မှာအဲ့ဖြစ်စဉ်ရိုက်ဖို့အတွက်ကူပင်ကစာအကျုံးဝင်မှာဘာလို့လဲဆိုတော့ကူပင်မှာ894ပရိတ်တစ်ရိုက်ခဲ့တဲ့အတွက်ဒီထိပ်စီ3လုံးခါ3လုံးနောက်ပိတ်3လုံးကကနန်းဖြစ်စဉ်10ခွက်ရရမှာဖြစ်ပါတယ်ဒီပင်တိပရိတ်မှာမထွက်ခဲ့ရင်အောက်တခါ68ခွင်နေရာမှာတခါထပ်ပြီးတော့အဲ့ဖြစ်စဉ်ရရမှာ68ခွင်နေရာမထွက်ဘူးဆိုရင်လေနှစ်ခွင်နေရာမှာအဲ့ဖြစ်စဉ်ရနှစ်ခွင်မထွက်ဘူးဆိုရင်ကျွန်တော်တို့အောက်မှာ696ဆိုတဲ့နေရာမှာအဲ့ဖြစ်စဉ်တခါထပ်ရရမှာအဲ့တော့သူကမိတ်ဆွေတို့အနေနဲ့10ခွက်ဆိုလိုတာကကျွန်တော်တို့အခု3ညစပြီးတော့တဲကြည့်မယ်ဗျာ3ညဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာ9ရှိတယ်10ရှိတယ်3ညဖြစ်အောင်ခွန်ထိတ်ထက်နောက်ခါ3လုံး3ညဖြစ်အောင်66ရှိနေတဲ့အတွက်10ခါထက်နောက်တစ်ခါကျွန်တော်တို့နောက်ပိတ်3လုံးက3ညဖြစ်အောင်ဆိုတော့1ထက်8ဆိုပြီးတော့ရတယ်ပေါ့ဗျာကျွန်တော်ပြမယ်3ညဖြစ်စဉ်ကနေပြီးတော့ကျွန်တော်တို့9ဖြစ်စဉ်ဆိုရင်ကျွန်တော်3ညဖြစ်စဉ်ဆိုရင်ဒီခွ8တက်ရမယ်1ဖြစ်စဉ်ဆိုရင်8 9နှစ်2ဖြစ်စဉ်9 3ည3 3ဖြစ်စဉ်ဆိုရင်3ည1 4 4ဖြစ်စဉ်ဆိုရင်1
1နဲ့5 5ဖြစ်စဉ်ဆိုရင်2 3 6 6ဖြစ်စဉ်ဆိုရင်3 4 9 9ဖြစ်စဉ်ဆိုရင်4 5 8 8ဖြစ်စဉ်ဆိုရင်5 6 9 9ဖြစ်စဉ်ဆိုရင်6 90ဒီ10ခွက်ထိုးအောင်မှာပဲဖြစ်ပါတယ်ဒါကဒီ9ပင်မြောက်မှာပေါင်းတဲ့10ခွက်ပဲဖြစ်ပါတယ်နောက်ဒီပင်မှာမထွက်ဘူးဆိုရင်နောက်1ပရိတ်ဒီဘေးမှာအခုလိုပဲ3ညကနေ9အထိဖြစ်စဉ်ကိုပေါင်းပြီးထိုးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကတော့ဒါလေးတွေထိုးရင်တော့ရပါတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကတော့တဲ့တကွက်ထဲပဲထိုးခြင်းနေဗျာဆရာကျွန်တော်တဲ့တကွက်ထဲပြီးပါဆိုရင်တော့ကျွန်တော်ဘိုင်ပါမှာ1000နဲ့လာရောက်ဝယ်လို့ရပါတယ်ဒါကထွက်မယ်မထွက်မယ်ဆိုတာတော့ကျွန်တော်လည်းအာမမခံပါဘူးဖြစ်စဉ်ကိုတော့မိတ်ဆွေတို့လည်းပြပြီးသားဖြစ်ပါတယ်ဘေးနိုင်မယ်ဘေးနိုင်ဖြစ်စဉ်ပြပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့မှားမှန်ဆရာတဲ့တကွက်ထဲပဲကျွန်တော်လိုချင်ပါတယ်ဆိုရင်တော့1000နဲ့ကျွန်တော်ရဲ့ဘိုင်ပါ990 139 229မှာလာရောက်ပြီးတော့ဝယ်လို့ရပါတယ်ကျွန်တော်ဗီဒီယိုဖိုင်နဲ့ပို့ပေးလိုက်ပါမယ်ကျွန်တော်ရဲ့ဒီ site နဲ့မိတ်ဆွေတို့ချဲချီပေါက်ကြပါစေအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ